ဒီခုလိုမျိုးဒီမှာရှိရတယ်ချင်းရတဲ့မိခင်တွေချင်းရတဲ့ဖခင်တွေအပရိသတ်တွေအားလုံးလူချင်းတွေအားလုံးလို့ခုလိုမျိုးဖခင်တွေအတွက်အလုံးမဲကောင်းမှုမျိုးဖြစ်ပါတယ်ရှင်လူရှင်မရီကိုစားချင်းရတဲ့ကျမတို့မိခင်ဖခင်တို့ကိုစားပိုင်ရနေပြီးတော့စုစည်းမဲ့မချင်းလေးနဲ့တီးဆိုကုန်ပြုပေးချင်ပါတယ်ရှင်We